န်နိုင်ငံရဲ့အမျိုးသားမြောက်အဖြစ်သတ်မှတ်ခံထားရတဲ့ဂျပန်နင်းမြောက်များ Japanese macaque အမည်ရှိနင်းမြောက်မျိုးစိတ်ဟာဂျပန်နိုင်ငံမှာတွေ့ရတဲ့မြောက်မျိုးစိတ်တစ်မျိုးပဲဖြစ်ပါတယ်။ဟိုရူရှီကိုကူနဲ့ကျူရိုဒေတာတို့မှာအဓိကနေထိုင်ကြပြီးအလွန်အေးတဲ့ဒေသများအပါအဝင်ပင်လယ်ရေမျက်နှာပြင်အထက်ပေ1500မီတာမှာတွေ့ရတဲ့မျိုးစိတ်တစ်ခုလည်းဖြစ်ပါတယ်။စမ်းပြတဲ့အသွင်တံကိုပိုင်ဆိုင်ထားတဲ့ဒီမြောက်မျိုးစိတ်တွေဟာဂျပန်နိုင်ငံရဲ့အမျိုးသားမြောက်များအဖြစ်သတ်မှတ်ခံထားရတဲ့မြောက်မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။နင်းထုထက်တဲ့တောင်တန်းမြောက်မှာအထူးတွေ့ရပြီးထို့သွန်လွန်အေးတဲ့ဒေသတွေမှာနေထိုင်နိုင်ခြင်းကလည်းတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ရေပူစမ်းတွေကြောင့်လို့လည်းသိရပါတယ်။ Japanese macaque များဟာအေးမီရဲ့ကထိုရေပူစမ်းမရေပူကိုအသုံးပြုကာကွယ်တတ်ကြကြောင်းလည်းသူတေတီတို့ကသုံးသပ်ထားကြပါတယ်။ကျိုတိုတက္ကသိုလ်မှာသူတေတီအဖွဲ့များဟာလေ့လာတွေ့ရှိချက်များအရဒီမြောက်များဟာစိတ်ဖိစီးမှုခံရတဲ့အခါဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ရဲ့ပူချိန်ကိုထိန်းညှိရန်အတွက်မကြာခဏရေချိုးခြင်းဖြစ်ကြကဒီပူချိုးတဲ့မြောက်များမှာတခြားမြောက်များထက်စိတ်ဖိစီးမှုလျော့နေကြောင်းလည်းသိရပါတယ်။